လုံးကြီးပေါ်လေးအိမ်မှာလုံးပါတယ်ရှင်ဒီနေ့ကစင်ကာပူမှာရှိတဲ့ညီမလေးရယ်တတခန့်ခန့်ရယ်စက်တာပရိသတ်သမီးလေးသူတို့အတွက်ဖျားမှလှူပေးမလို့ပါတကူရောမဟုတ်လို့လမ်းထဲကဖွင့်တဲ့တချင်နဲ့တာရနေတာတန်ဆူလေးနားထောင်ပြီးတော့တချင်းဆိုမလို့လမ်းထဲကလာနေတဲ့တချင်းတန်နဲ့ဘယ်မှမသွားဖြစ်ဘူးတချင်လေးအိမ်မှာပဲတကူတော့တချင်ချိုးပြောင်းရှင်တော်နမပြုံနေတကူလုံးချောလာလေညမနဲ့တမီလေးပွားဆိုတော့ချိုးပြောင်းရှင်တော်နမပြုံနေတကူလုံးချောလာလေညမနဲ့တမီလေးပွားဆိုတော့မကလေးတတန်တာနဲ့ညလူပြောရမဘူးကွယ်မကလေးတတန်တာနဲ့ညလူပြောရမဘူးကွယ်ရင်စားစားနဲ့မြင်လိုက်ရတာဝတ်စားမလဲလို့တင်တယ်ရင်စားစားနဲ့မြင်လိုက်ရတာဝတ်စားမလဲလို့တင်တယ်ဝတ်စားရအောင်ချေခိုင်မာဝင်ပါဦးရွယ်ဝင်စားလာရောင်ချေခိုင်မာပါဦးရွယ်ရှူယူတတနဲ့ကျုပ်တို့မျိုးမာကချင်းတဲ့ညနန္ဒာဒီညညရေကတန်တော့ရွှေမန်းတောင်ရဲ့ချူကိုယ်ရဲ့ပြူပြူရဲ့ညလီနန္ဒာနေညညရေကတန်တော့ရွှေမန်းတောင်ရဲ့ကိုယ်ရဲ့ပြူပြူရဲ့တောင်ရဲ့လေးတာပါလေးနဲ့နေကူကြံတော့ဝဲညညရေကတန်တော့ရွှေမန်းတောင်ရဲ့ဆိုရဲဘယ်မှာပဲနေစိတ်ချမ်းသာအောင်နေပျော်စရာပဲเนาะနှစ်မှာချစ်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာပြီးတော့ဘေးဘီရန်ဝေးပွားကြပါစေလူရဆန္ဒအားလုံးပြည့်ပါစေ